နမ်းမြို့ရိုးနဲ့ကျုံဒီနေ့ထိတခါမှချင်မနှင်းဘူးခဲ့ပါဘူး Cyrus TV ကျွန်တော်မန်းလေးကိုလောကိစားနဲ့ရောက်ဖြစ်တဲ့နေ့ပေါ့လူတွေကပြောတယ်မန်းလေးကပူတယ်ဆိုင်ကယ်နဲ့ရှုပ်တယ်မြို့ကြီးကပြရခက်နေတာပဲတဲ့ဒါပေမဲ့ကျွန်တော်တို့တော့ဒီမြို့ကအနုပညာရွှေမြို့တော်ဆိုတဲ့ဂုံပုံးနဲ့အညီစိတ်ကူးစိတ်တန်တွေကိုရှင်တန်စေတဲ့နေရာတစ်ခုပေါ့ဗျာရှေးအောင်ငိတ်သက်တွေရိုးရာယဉ်ကျေးမှုတွေနဲ့မြို့ပြရဲ့ရှင်သန်မှုတွေကဒီနေရာမှာလာပြီးတော့တသားတည်းကြာနေတာကျွန်တော်အခုမန်းလေးကိုရောက်နေတာပဲဖြစ်ပါတယ်ရွှေမစီလို့တစ်ခါတစ်ခေါက်ပြင်းရောက်လေခြင်းမီကျုံတော်ပတ်လီမြမျိုးရိုးပြအိုးပြည့်စင်ကာယံငါတီမြမသံဌာနီတကယ်တော့ကျွန်တော်မန်းလေးကိုငယ်ငယ်တည်းကအခုရွယ်အထိ3-4ချိန်ပဲရောက်ခဲ့ဘူးတာပါဒါပေမဲ့ဒုစရနာတစ်ခုကမန်းလေးရဲ့တင်ဂီတာတစ်ခုဖြစ်တဲ့နမ်းမြို့ရိုးနဲ့ကျုံဒီနေ့ထိတခါမှချင်မနှင်းဘူးခဲ့ပါဘူးဒါကြောင့်မို့ဒီတစ်ခေါက်မန်းလေးကိုခြေချလိုက်တာနဲ့ကျွန်တော်အရန်လာခြင်းခဲ့တဲ့မြင်မှုခြင်းခဲ့တဲ့မန်းလေးကျုံစီကိုပဲတန်းပြီးတော့ထွက်လာခဲ့လိုက်ပါတယ် County fair lights were a hazy dream. Saw you by the river, by the moonlit stream. You wore a blue jacket. ဒီတစ်ခေါက်ကတော့ကျွန်တော်16လမ်းမှာရှိရဲ့ဝင်းဆိုင်မှာပဲတဲဖြစ်ခဲ့ပါတယ်အင်းဆိုပေမဲ့လည်း breakfast မပါတာလွယ်ပြီးတော့အခန်းပုံစံအခန်းဝင်ဆောင်မှုတန်ရှင်းတက်ရမှုအားလုံးကဟိုတယ်အဆင့် level ပဲဗျဈေးရတယ်တော်တော်လေးတက်တာပါတယ်ဒီနေ့ကတော့လှုပ်တွေပြီးသွားတဲ့နေ့ပေါ့အားလုံးပြောနေကြသလိုပဲဈေးကျူဘက်မှာမုတ်တွေစားကောင်းနေဆိုလို့ကျွန်တော်ဈေးကျူဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ဒါပေမဲ့ဒီကိုရောက်တော့မှပဲကျွန်တော်သတိထားမိခဲ့တယ်ကျွန်တော်တို့မန်းလေးကျုံနေမဟုတ်ပဲဈေးကျုံနဲ့နိုင်စင်ရလဲကျွန်တော်အပြင်မှာပထမဦးဆုံးရောက်ဘူးတာပါလားဓာတ်ပုံဗီဒီယိုထဲမှာပဲအချိန်ချင်းမြင်မှုခဲ့တဲ့ဒီနိုင်စင်ရှိမှာကိုယ်တိုင်လာရဲကြည့်ရတဲ့ခံစားချက်ကတကယ်ကိုထူးခြားပါတယ်ရှေးအောင်ငွေသက်တွေကြားထဲမှာမြို့ပြရဲ့တပ်ဝင်လှုပ်ရှားမှုတွေ street food မိုက်စားတွေနဲ့ဈေးကျူရဲ့အလှပကိုဖော်ကျူးနေတာပါတကယ်ကိုနှစ်သက်စရာလဲကောင်းလွန်းပါတယ်ဈေးကျူကနေထွက်လိုက်တာနဲ့ညီလေးအိုးဝေလူသေးလားဖះကြီးပဲသွားမလားဆိုတဲ့အတန်လေးကြီးကြားရတတ်ပါတယ်ဒါကြောင့်ကျွန်တော်အချင်းလေးတစ်ပုဒ်ကိုအတိရမိပါတယ်အဲ့တော့ကတော့ရင်းလဲနေပေါ့ဈေးကျကထွက်တိုင်းလဲမြင်လဲသမားတွေကဖျားကြီးလာလို့မေးကြတယ်လမ်းကရှောက်တိုင်းလဲကလေးလေးလေးတွေကနောင်မိန်နောင်လို့စားကြတယ်အိုးနေရကျွန်တော်မလဲပါတောင်းမောသားတယောက်ဖြစ်ရတာဂုံယူပါတဲ့ကွာဒါပေမဲ့လေမန္တလေးရောက်ရှမ်းတယောက်ရဲ့အဖြစ်အာမလွယ်ပါလားတစ်ချိန်ကတောင်မြို့လို့ခေါ်တယ်ဥပိန်ဒရာနဲ့တောင်သမန်အင်းရှိရာအမရပူရာဘက်ကိုကျွန်တော်ထွက်လာခဲ့လိုက်ပါတယ်နှစ်တည်းဘလောက်ပဲပြောင်းလဲသွားပါသည်သမိုင်းဝင်ကျိုးနိုင်ရည်နဲ့တိဆောက်ထားတဲ့ဥပိန်ဒရာရဲ့အလားတော့ထူးထူးခြားခြားအပြောင်းလဲမရှိပါဘူးဒါပေမဲ့အရင်နဲ့မတူတာကတော့တရားပတ်ဝန်းကျင်မှာဆိုင်တွေအရန်များလာခဲ့တာပါစီးပွားရေးဆိုင်ရာအပြောင်းလဲတွေစပိန်ဆိုင်ကလူတွေလည်းပို့ပြီးတော့စီလာခဲ့ပါတယ်ဥပိန်တရားကြီးပေါ်ကနေရက်ပြီးတော့နေဝင်ချင်းကိုငေးကြည့်ရတဲ့ခံစားချက်ကတော့အရင်တိုင်းပဲမပြောင်းလဲပဲရှိနေပါတယ်မြင်သာရှုမနီနိုင်မတယုံစုံလို့လူထားတယ်တောင်းသမားအေးရဲ့ကြဗျာတောင်မြို့ကိုရောက်လက်စားနဲ့ကျွန်တော်မျိုးရရှိရာရွှေကျဲရဲ့ဘက်ကိုဆက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်ရွှေကျဲရောက်တော့အဖိုးလေးနဲ့ဖွားလေးကရောက်တုံးရောက်ခိုက်ရွှေဆိုင်လေးကက်ခဲ့အောင်ဆိုတော့ကျွန်တော်ရွှေဆိုင်လေးကက်လူပူဇော်ခဲ့ပါတယ်
ရွှေကြကြဘုရားကိုလည်းဆက်ပြီးတော့ဖူးမြောက်ခဲ့ပါတယ်ဘုရားဘော်ကနေလမ်းကြည့်လိုက်ရင်အေယာရီမြစ်ကြီးရဲ့စကိုင်းတရားရဲ့စကိုင်းတောင်ရဲ့အလှဘယ်ရာနဲ့မှတင်စားလို့မရအောင်ကျွန်တော်တို့လှပလွန်းခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်အလုပ်တွေကြောင့်ပြန်ရမယ့်ရက်ကိုရောက်ခဲ့ပါပြီမပြန်ခင်ကျွန်တော်မန်းလေးမှာခေါက်ဆွဲရအောင်စားမယ်ဆိုပြီးတော့ပါလီကာကိုဝင်စားခဲ့ပါသေးတယ်ယုံလို့ပျော်ရွှင်စွာအပေါင်းအသင်းများနဲ့သာဖရာကြီးနဲ့အိမ်တော်ရာတနင်္ဂနွေနေ့တိုင်းစီမီခတ်လူတာကျွန်တော်လောကိစ္စတွေရှိလို့ပြန်ရတော့မှဖြစ်ပေမဲ့မန်းလေးကိုအလေတီးသက်ပြန်လာခဲ့ပါအောင်မယ်ကျုံးပေးမှလည်းအေးစေးစပိန်စီးကျင်သေးတယ်မန်းလေးတောင်ပေါ်ကိုလည်းတက်ချင်သေးတယ်ကန်တော်ကြီးဖရာကြီးရန်ငင်းတောင်ဘက်ကိုလည်းကျွန်တော်သွားလေ့ကျင်ပါသေးတယ်အခုတော့နှုတ်ဆက်ခဲ့ပါတယ်မန်းလေးကြီးကျွန်တော်ဆက်ပြန်လာခဲ့ပါမယ်